ပါကောငါထွက်သွားပြီးပါမယ်ဟာအခုဒီအဖိုင်းလေးကကြတော့ကြောလိုက်ပါမယ်ပေါ့နော်ဒီအပိုင်းကိုကျတော့ကြောမယ်ဆိုတာကျတော့ကျောင်းကြောလိုက်တာပါနောက်ချိန်မှာခဏနေမှာတော့တမီးရောတော့လာနာလေတော့ကျတော့လာနာပေါ့နော်ဆိုအစမ်းဝင်ကမ္ဘာကြီးကျတော့လာနာအဲ့ဒီခုနကကျတော့ငါတို့ဘာမှပုံတော့ဘာတူတာမဆက်တဲ့ဟိုတာဆက်တော့ပြတာမစတဲ့ကမ်ပါလေးပါနော်အဲ့ဒါလည်းအမှန်လည်းကမ်ပါလေးကြတော့လို့ဆိုတာအဲ့ဒီကတော့ခုနကမထုတ်လိုက်တဲ့နေမှာပင်အစာလေးကမလေးပါတယ်ပေါ့နော်ဒီအပြောင်းနဲ့ကမလေးကညီပါဟုတ်တယ်ဟုတ်တယ်ကဲယေးကပ်လာဒီပြောတာဟေးဒါငါတို့ရဲ့ကြတာဒါဗီရုစ်ကပြောအဲ့ဒါနဲ့ဟုတ်တယ်ငေါင်းရဒီကပ်ဟာဒီနေ့ဒီဟာကောင်ပြောင်းမိတာဆိုတော့ဒီရခိုင်မလေးဟဲ့ဝါးဟိုဘာနဲ့မရငါရမိုးစားမယ်ဟုတ်ဟဲ့ဘာလဲဆိုတာပါရှိလားနင်းဒီကဟာဒီလိုရှိတယ်ငါလည်းလိုက်တယ်ဟာလေတူနဲ့ဖေကြောင်းတော့ပြောတူနဲ့ဖေစီလိုက်ဖမ်းမယ်မဟုတ်ဟာတည်းဟိုပါဒီမှာရေချိုးနေပဲအကြောင်းနဲ့ဆက်ပြကြတာပေါ့ဟုတ်တယ်အဲ့ဒါတော့အဲ့လိုမျိုးဟာတော့အဲ့လိုမျိုးလူတမိုင်းပြောရဆိုလူတမိုင်းတော့တော်တော်နေဆောင်ရဆက်ပါစကားလုံးပြလေဟောဖေကူဖေတမကိုရောက်တော့ဖေနဲ့ကိုရောက်ညောင်းအေးဒါတော့ဘာကောင်းပါလဲဟဲ့နော်တပတ်ကကြာ就是的哦ကြောင်း就是然后ကြောင်းတကရမှာဆိုတော့ဟာထားပါဟာတော့ဆိုတော့ဒီကြဟိုကြတော့အေးတကမဲမဖားမဲကဲလာနာဆာမအေးရော့လေစားလေဟုတ်ပြီလာနာဆာနော်ခုကတော့ဒါသွင်းတာလေးကြတော့ဒီလောက်ပဲပေါ့နော်ဒီကကြတော့အပိုင်းတစ်ပါသူ့ရဲ့ဇလန်းကကြတော့ဟိုပါလေမိရွေးရစတော့ဆိုရဲဟာလေးပါကောင်းစလေးပါရှိရဲ့ဒီလောက်ပါ